ယူထုံပြန်လာတာအချိန်ကြိုက်ပဲအခုအားလုံးလဲစုံနေပြီဆိုတော့ငါမှအားလုံးကိုပြောစရာအရေးကြီးတာတစ်ခုရှိတယ်သမီးလဲပြောစရာရှိတယ်အမှန်တော့သမီးအောင်တဲ့เจ้าကလူကြီးတွေစကားပြောနေတာနင်ကဘာလို့ဝင်ပါနေတာလဲနင်ကတကယ်ကိုယဉ်ကျေးမှုမရှိတဲ့ဝမ်းကွဲပဲနင်ကနေ့ရက်တက္ကသိုလ်ဝင်ခွင့်စာရောက်လာတယ်လို့ပြောမလို့မလားလာစမ်းငါ့ကိုပေးကြည့်စမ်းတတိယတန်းစာတက္ကသိုလ်ရဲ့ဝင်ခွင့်စာကိုတခါမှမမြင်ဘူးသေးဘူးအတုံးမကျတဲ့တတိယတန်းစာတက္ကသိုလ်စာမှာဘာကြည့်စရာရှိလို့လဲအချိန်ကုန်ပါတဲ့အကိုကြီးမကြီးပွင့်ပွင့်လင်းလင်းပြောရရင်အဲ့လိုကြောင်မျိုးတက်တာကအခြေခံအားဖြင့်အချိန်ဖြုံးနေတာပဲကြောင်းပြီးရင် तू ကောင်းမွန်တဲ့အလုပ်တောင်ရှာရမှာမဟုတ်ဘူးငါတို့ဂျိုးကင်ကတော့မတူဘူး तू ကြောင်းပြီးတာနဲ့အ ਨੇ ဆုံးတော့တကယ်အနာဂတ်ရှိမှာအဲ့တော့ရှောင်းယုံနင်အဓိကဘာပြောချင်တာလဲယူထုံရဲ့အနာဂတ်အိမ်အောင်ရဲ့အတွက်ပြင်ဆင်ထားတဲ့မြို့လေကတိုက်ခန်းကိုငါတို့ဂျိုးကင်စီလွှဲပေးစေချင်တာအန်တီကသမီးတို့မိသားစုတိုက်ခန်းကိုတကယ်လိုချင်နေတာလားမဖြစ်နိုင်တာအဲ့တိုက်ခန်းကအဖိုးနဲ့အဖွားသမီးအတွက်ခြံပေးခဲ့တာယူထုံလူဆိုတာမိမိနေရာကိုသိရတယ်နင်ကတတိယတန်းစာတက္ကသိုလ်ကဘွဲရမယ့်မိန်းကလေးတစ်ယောက်ပဲနင့်မှာဘာအနာဂတ်ကြီးများရှိမှမလို့လဲအဲ့တိုက်ခန်းကနင့်စီမှာရှိနေရင်စောစောစီးစီးဖြစ်ဖြစ်နောက်ကြမှာဖြစ်ဖြစ်နင့်ရောက်ခမတွေယူသွားမှာပဲအန်တီကသမီးမှာအနာဂတ်မရှိဘူးလို့ဘာလို့ဒီလောက်တောင်တောနေရတာလဲသမီးကိုလက်ခံတဲ့เจ้าကတကယ်တတိယတန်းစာเจ้าလို့အန်တီထင်နေတာလားအဲ့ဒါမဟုတ်ရင်ဘာဖြစ်ရအောင်မလဲနင်ကစင်ဟွာအတုံးမဟုတ်ပီကင်းတက္ကသိုလ်အောင်တယ်လို့ထင်နေတာလားအိမ်မက်ပဲမက်နေလိုက်အနာဂတ်မရှိရင်မရှိတာပဲပြီးတော့အဲ့ဒီအတုံးမကျတဲ့စာကိုယတနာလိုသဘောထားနေသေးတယ်နင့်ကိုအဲ့တိုက်ခန်းပေးလိုက်တာကလုံးဝနှမျောစရာပဲတော်ဆန်းရှောင်းယုံငါတို့မိသားစုတိုက်ခန်းကိုနင်တို့ကိုဘာလို့ပေးရမှာလဲယူထုံတတိယတန်းစာတက္ကသိုလ်အောင်ခဲ့ရင်တော့ तू မပိုင်တဲ့အရာကိုလွှဲပေးရမယ်လို့မဆိုလိုဘူးနင်ကဒါကိုဘလို့မျက်နှာပြောင်ပြောင်နဲ့ပြောထွက်ရတာလဲအဲ့ဒီမျိုးလေကတိုက်ခန်းကထိတ်တန်းကျောင်းဝန်းထဲမှာ120စတူယန်မီတာရှိပြီးအနည်းဆုံးရွံ3တန်းလောက်တန်တယ်အခုဘာလို့နင်တို့မိသားစုကရရမှာလဲဘာလို့လဲဆိုတော့ဂျိုးကင်ကယူထုံထက်ပိုကောင်းတဲ့အနာဂတ်ရှိလို့ပဲသူကပထမတန်းစားတက္ကသိုလ်အောင်ပြီးယူထုံကတော့တတိယတန်းစားကျောင်းပဲအောင်တာသူကိုယ်တိုင်ကျောင်းရွေးချယ်မှုကိုလွဲမှားပြီးပြောင်းလဲခဲ့တာလေအခုကစပြီးဘသူကိုအပြစ်တင်ရမှာလဲရှုမိသားစုကငါတို့ဂျိုးကင်ကိုပဲအားကိုးရမှာဒါကြောင့်နင်တို့ရဲ့တိုက်ခန်းကိုမိသားစုရဲ့အနာဂတ်အတွက်စောစောစီးစီးပံ့ပိုးကူညီမှုတစ်ခုအနေနဲ့ပဲသဘောထားလိုက်မကြီးငါရဲ့စေတနာကိုညှင်းမပယ်ပါနဲ့ဒီနေ့ငါတက်တက်ပဲပြောမယ်နင်တို့ပေးချင်မပေးချင်အဲ့တိုက်ခန်းကိုငါတို့ကိုပေးရမယ်ထွက်သွားအခုချက်ချင်းထွက်သွားစမ်းအကယ်၍နင်တို့ငါ့ကိုမပေးရင်ယူထုံကတတိယတန်းစားတက္ကသိုလ်အောင်ပြီးယူသွားပြီလို့လူတိုင်းကိုရှောက်ပြောမယ်အမျိုးတွေကိုတောင်ပြန်တန်တရားဝင်ပြီးကာကွယ်နေတယ်လို့ပြောပြမယ်အဲ့ကြရင်နင်တို့ရှုမိသားစုဘယ်မှာမျက်နှာသွားထားမလဲကြည့်ကြသေးတာပေါ့အန်တီနဲ့ဂျိုးကင်ကသမီးရဲ့တိုက်ခန်းကိုလုံးဝကိုအပိုင်ရချင်နေကြတာအကယ်၍သမီးကစင်ဟွာသို့မဟုတ်ပီကင်းတက္ကသိုလ်အောင်တယ်လို့အခုချက်ချင်းကြေညာရင်တော့အန်တီရဲ့စရိုက်နဲ့ဆိုတိုက်ခန်းကိုလူဖို့အတွက်ဒါကအတူကြီးပါလို့ပဲဆွညင်းမှာပဲသမီးရဲ့တကယ်အောင်စာရွက်အစ်စ်ကိုတောင်ဖြက်စီးပြစ်အောင်မှာမဖြစ်သေးဘူးအခုလောလောဆယ်မပြောသေးတာပိုကောင်းတယ်ဒါကအတ္တကြီးပြီးတွေးအတက်တဲ့ငါရဲ့အန်တီပဲစီးမရှိကမ်းမရှိအဆက်မရှိတဲ့ကပ်ပါကောင်သမီးသူမကိုထိတ်တိုက်မရင်ဆိုင်နိုင်ဘူးအချိန်ကောင်းကိုစောင့်ရမယ်သမီးသူမလုပ်ခဲ့သမျှကိုလူတိုင်းရဲ့ရှေ့မှာဖွင့်ချပြီးဘယ်တော့မှပြန်မထူနိုင်အောင်လုပ်ပြမယ်ကောင်းပြီလေအန်တီတိုက်ခန်းကိုပေးမယ်လို့သမီးကတိပေးပါတယ်